မခံစားနိုင်တော့မခံစားနိုင်လို့ဆိုမင်းဘာဖြစ်ချင်လို့လဲခက်တော့မှဘာဖြစ်ချင်လို့ဟမ်တိတ်ကြားချင်နေရပေါ့တိတ်ကြားချင်နေဖြည့်ပေးရမှာပေါ့ကျမဘာဖြစ်ချင်လဲဆိုတော့ကျမရှင့်ကိုဟိုတာမဖြေနဲ့ဦးမင်းမဖြေခင်ငါမေးတာကိုအရင်ဖြေအဖြေမလို့လေအခုရှင်မင်းနေတာဖြေမလို့အခုပြောနေတဲ့မေးခွန်းကိုပြောတာမဟုတ်ဘူးငါနောက်မေးမဲ့မေးခွန်းကိုပြောနေတာငါမေးတာကိုအရင်ဖြေဆက်ရှုပ်ရရကြမှာမေးပြီးရင်ရှင်ကြားချင်နေတဲ့ဘာဖြစ်ချင်နေလဲဆိုတော့ကျမဖြေမယ်ရှင်းလားပြီးရောမေးပြီမင်းကိုချစ်လားဟမ်ကိုချစ်လားလို့မေးနေတာရှင်ယူနေတာရှင်လည်းကျမရံဖြစ်နေရနော်စကားများနေတာရံဖြစ်နေတာကိုသိတယ်လေကိုမေးတော့ရင်ဖြေပါမင်းကိုချစ်လားသွားစမ်းမှာအဓိပ္ပာယ်မရှိရကလေးကလေးလာပြောမနေနဲ့ဟောအဓိပ္ပာယ်ရှိရပါတိတ်ကိုအဓိပ္ပာယ်ရှိလို့ကိုမေးနေတာကိုချစ်လားဟိုင်လာမေးနေရတယ်ကိုချစ်လားလို့မေးနေရတယ်မသိဘူးတမ်းသိပါတယ်ဖြေလိုက်ရင်ပြီးသွားမှာနော်တမ်းကိုချစ်လားတမ်းကိုချစ်လားလို့လာမမေးနဲ့မသိဘူးတော့ဖြေမကြမချင်းဘူးရောကိုချစ်လားတမ်းကိုချစ်လားလို့ချစ်လေကိုချစ်လားကိုမဖြေမချင်းမေးနေမှာတော့ကိုချစ်လားမရဘူးပါဇက်ကချစ်တယ်လို့ပြောချင်တယ်ကိုနေတိရှင်ဘလို့ဖြစ်နေလဲချစ်နေတာကြားနေလို့ကိုချစ်ဖြေပါကိုချစ်လားချစ်တယ်ရှင်ချစ်တယ်ကဲပြီးပြီဘာမှဖြစ်เสียအောင်မလို့တော့ချစ်လေးလည်းကိုကိုချစ်တယ်ကိုလည်းချစ်လေးကိုချစ်တယ်ခုနကတော့ချစ်လေးကိုရန်သူကြီးတယောက်လို့ပြောစကားငန်းနေပြီချစ်လေးကဘာထူးလို့လဲကိုကိုဒစိမ့်လိုပဲပြန်